ရှောက်ထားသူတန်းနဲ့ချီရှိတဲ့တကူတော်လူရေးပွဲတစ်ခုမှာမင်းကလေးတယောက်ဟာဝလာချင်းမှာနှုတ်ဆက်စကားတခုတောင်မပြောခဲ့ပါဘူးသူမဟာခက်တီတီပဲဝင်ထိုင်လိုက်ပြီးခြေထောက်ကိုပါချိတ်ထားလိုက်ပါသေးတယ်တန်လူကြီးတွေကိုသူမရဲ့လောက်ငယ်သားတွေလိုဆက်ဆံပြီးမာနာထောင်နဲ့အထက်စီးကနေကြည့်နေခဲ့တာပါလူတိုင်းကတော့ဒီမင်းကလေးယူနေပြီလို့ပဲထင်ခဲ့ကြပါတယ်ဒါပေမဲ့မညှို့လင့်ပဲနောက်တစ်စက္ကန့်မှတင်ဒါရိုက်တာကအဲ့ဒီမင်းကလေးကိုခေါင်းဆောင်မင်းသမီးနေရာအတွက်ချက်ချင်းရွေးချယ်လိုက်ပါတော့တယ်တကယ်တော့စညွန်းလေးကဆက်ဆောင်မင်းသမီးရဲ့စရိုက်ကအခုလိုပဲမာနာကြီးပြီးဘဝင်းမင်းနဲ့စကားတယောက်ဖြစ်နေလို့ပါဒါပေမဲ့အပြင်မှာအဆအဆုံးဆုံးကြည့်နေတဲ့ဒူမရဲ့မန်နေဂျာကတော့ဒီမင်းကလေးဟာပြဿနာကြီးကြီးပဲဆိုတာမြင်လိုက်ရတာကြောင့်ရင်ထုမနာဖြစ်နေရပါတယ်သူထင်းတဲ့အတိုင်းပါပဲအခြေအနေတွေကစိတ်ကက်စရာကောင်းလာပါတော့တယ်ဒါရိုက်တာရဲ့စီစဉ်မှုအရမေရီဟာရုပ်ရှင်ရဲ့ကွင်းဖွဲ့တဲ့ကိုဝင်ရောက်လာပြီးတခြားတရုပ်ဆောင်တွေနဲ့အတူဇညွန်းဖတ်ဖို့ကင်းစင်ပါတယ်သူမခန်းထဲဝင်လာတော့မန်နေဂျာကလူတိုင်းကိုနှုတ်ဆက်ဖို့အနားကပ်ပြီးတူတူလေးတတိပေးပေမဲ့မေရီကတော့သူတို့ကိုလက်တောင်မကြည့်ပါဘူးခေါင်းကိုအနည်းဆုံးမော့ထားပြီးခက်တီတီပဲဖျက်လျှောက်သွားတာကြောင့်မန်နေဂျာကညာဘယ်နာသွားဖို့ရမှမသိအောင်ရှက်ရသွားခဲ့ပါတယ်ဒါရီဟာအစပြုံပဲရှိရသေးတဲ့ဖွဲ့တဲကိုတရားဝင်ရောက်ရှိလာတဲ့ခါမှာတော့မေရီဟာအရင်ကထပ်ပို့ပြီးစီးစားကြောင့်ကရှုံ့မပေးရဖြစ်လာပါတယ်ဒီနေ့မိုးရဲပိုင်းမှာသူမရဲ့အခန်းကိုရိုက်ကူးဖို့အချိန်ကြီးကပ်နေပြီဖြစ်ပေမဲ့မေရီကိုဘယ်နေရာမှရှာမတွေ့ပါဘူးမန်နေဂျာကဖုန်းဆက်ကြည့်တဲ့အခါမှာတော့သူမဟာအိမ်ပြန်သွားပြီဖြစ်ကြောင်းသိလိုက်ရပါတယ်မန်နေဂျာလည်းချက်ချင်းဒေါသထွက်သွားပြီးသူမကိုညံတော့ခေါ်ဖို့လက်ထောက်ကိုလွတ်လိုက်ရပါတယ်မေရီဟာရိုက်ကွင်းကိုနောက်ကျမှရောက်လာရုံတင်မကပဲရက်ချက်တွေမှာသူမရဲ့ကိုပိုင်ဝတ်စားတွေကိုပဲဝတ်ဆင်မဲ့လို့စွတ်တင်းပြောနေပါတော့တယ်သူမရဲ့တောင်းဆိုချက်တွေကြောင့်မန်နေဂျာလည်းအလျှော့ပေးလိုက်ရုံမှတပါအခြားမရှိတော့ပါဘူးဒါပေမဲ့ဒီထက်ပိုပြီးစိုးရတဲ့ဖြစ်ပျက်တွေကရှေ့မှာစောင့်ကြုံနေလိမ့်မယ်လို့မန်နေဂျာကညာလုံးဝထင်မထားခဲ့မိပါဘူး